န်ကုံစံများထံညီအကိုများရဲ့ရောင်းချခြင်းကိုခံခဲ့ရတဲ့ယောသကအီဂျစ်ဘုရင်ရဲ့ကိုရန်တော်တက်မှုပေါ်တီဖာရဲ့အိမ်တို့ရောင်းချခြင်းကိုခံခဲ့ရပါတယ်။ဒါပေမဲ့တမန်ကျမ်းစာမှာထာဝရဘုရားသည်ယောသနှင့်အတူရှိတော်မူ၍သူ့ရဲ့လမ်းခရီးကိုကောင်းမွန်စွာသွားစေရန်ဂရုစိုက်တော်မူ၏လို့ဖော်ပြထားပါတယ်။ယောသကမကြာမီကျွန်းဘဝမှာလွမြောက်တော့မဲ့ပုံစံပဲဖြစ်ပါတယ်။ဒါပေမဲ့ရက်အတော်ကြာအောင်ယောသက်ကကျွန်းဖြစ်ဆက်လက်နေထိုင်ခဲ့ပါတယ်။သူကပေါ်တီဖာရဲ့အိမ်မှာအခြားအစီအကံများနဲ့အတူနေထိုင်ပြီးပေါ်တီဖာခိုင်းစေတဲ့အလုပ်တွေကိုလှုပ်ဆောင်ခဲ့ပါတယ်။ပေါ်တီဖာကယောသက်ကိုအလွန်နှစ်သက်ခဲ့ပါတယ်။ဘာလို့လဲဆိုတော့ယောသက်ကညီသည့်တောင်ဝန်ကိုမဆိုပေးရခြင်းခံရပါစေအလွန်သစ္စာရှိစွာလုပ်ခဲ့တာကြောင့်ဖြစ်ပါတယ်။နောက်ထပ်တောင်ဝန်တစ်ခုပြီးတစ်ခုစေခိုင်းပါစေယောသက်ကကောင်းကောင်းမွန်မွန်နဲ့ပြီးဆုံးအောင်လုပ်နိုင်ခဲ့ပါတယ်။ဒါကြောင့်ပေါ်တီဖာကအိမ်မှုကိစ္စအားလုံးကိုယောသက်ထံအနှံခဲ့ပါတယ်။ပေါ်တီဖာကငါအိမ်သားအားလုံးသည်ကောင်းချီးခံရခြင်းမှာယောသက်ကြောင့်သာဖြစ်တယ်။ငါယောသက်နဲ့အတူနေလျင်ဖျားသခင်ကငါတို့ကိုကောင်းချီးပေးတော်မူ၏လို့တွေးခဲ့ပါတယ်။ဖျားသခင်ကယောသက်နဲ့အတူရှိပြီးသူ့အတွက်လမ်းဖွင့်ပေးခဲ့ပါတယ်။ဒါကြောင့်ယောသက်ရဲ့အခြေအနေကချက်ချင်းမပြောင်းလဲမတိုးတက်ပေမဲ့သူနဲ့အတူရှိတဲ့သူများကဖျားသခင်ရဲ့ကောင်းချီးမင်္ဂလာများကိုခံယူဖို့လာရောက်ခဲ့ကြပါတယ်။ဒါပေမဲ့ထိုးပျော်ရွှင်မှုကခဏပဲဖြစ်ပြီးယောသက်အတွက်နောက်ထပ်အခက်အခဲတစ်ခုပေါ်ပေါက်လာခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့ယောသက်ကသူ့ရဲ့အလုပ်မှာကျွမ်းကျင်ရုံသာမကခံညာသူလည်းဖြစ်ပါတယ်။ဒါကြောင့်တစ်နေ့မှာပေါ်တီဖာရဲ့ဇနီးကသူ့ရဲ့အဝတ်များကိုဆွဲယူပြီးသူ့ကိုသွေးဆောင်ဖို့စူးစမ်းခဲ့ပါတယ်။ယောသက်ကသူ့ရဲ့အဝတ်များကိုဘေးသို့ပစ်ချကမြင်ကွင်းမှထွက်သွားခဲ့ပါတယ်။ဒေါသထွက်နေတဲ့ပါတီဖာရဲ့ဇနီးကအော်ဟစ်ပြီးယောသက်ကိုလှည့်စားခဲ့ပါတယ်။သူ့ရဲ့အကူများကယောသက်ရဲ့အဝတ်များကိုချွတ်လိုက်တယ်လို့မျိုးပါတီဖာရဲ့ဇနီးကလည်းယောသက်ရဲ့အဝတ်များကိုတဖန်ချွတ်လိုက်ပြီးအခုအချိန်မှာတော့သူကမတရားဆွဆွဲခံရပြီးတက်တည်ဖြစ်လာခဲ့ပါတယ်။ဘာအမှားမှမလုပ်ခဲ့တဲ့ယောသက်ကဒီလိုဖြစ်ရဲ့ကြောင်းထောင်ချခဲ့ပါတယ်။ကျွန်းတအိုးဖြစ်တဲ့ယောသက်ကိုချက်ချင်းတည်တံမချမခဲ့တာကိုတွေ့တဲ့အခါဘာမှမလုပ်ခဲ့ကြောင်းကိုပေါ်တီဖာကသိပုံရပါတယ်။ထောင်ထဲမှာရှိနေစဉ်အတွင်းယောသက်ကမတရားမှုကိုနက်နက်ရှိုင်ရှိုင်ခံစားခဲ့ရဖွယ်ရှိပါတယ်။ဒါပေမဲ့ယောသက်ကထိုကိစ္စကိုမကျေနပ်ခဲ့ပါဘူး။ကဘာဦးကျန်အခန်းကြီး39ကိုဖတ်ရှုကြည့်ပါကယောသက်ကထောင်ထဲမှာရှိခဲ့သည့်အချိန်အကြောင်းကိုတွေ့ရပါတယ်။ထောင်ကလူတအုပ်အတွက်နေထိုင်ဖို့အလွန်ဆိုးရွားတဲ့ပတ်ဝန်းကျင်ဖြစ်ပေမဲ့ဘုရားသခင်ကယောသက်နဲ့အတူရှိနေတော့မှကျေးဇူးတော်ကိုပြသတော်မူခဲ့ပြီးယောသက်ကထိုနေရာမှာပဲတစ္ဆာရှိနေထိုင်ခဲ့ပါတယ်။ဒါကြောင့်ဖော်တီပါလိုမျိုးထောင်မူးကလည်းထောင်အတွင်းမှာရှိတဲ့ကိစ္စအားလုံးကိုယောသက်ကိုအနှံခဲ့ပါတယ်။အားလုံးပဲယောသက်ငယ်စဉ်တော့ကသူ့ရဲ့ရှိမှာလူတိုင်းကဥညွှန်းချလိုက်မယ်လို့အိမ်မက်မှတ်ခဲ့ပါတယ်။အီဂျစ်ပြည်မှာကျွန်းဖြစ်ရောင်းစားခံရပြီးနောက်ယောသက်သွားလျာမှာလူတိုင်းကကောင်းချီးမင်္ဂလာများကိုတဦးချင်းစီဘလို့ရရှိခဲ့ကြောင်းတမန်ကျမ်းစာကဖော်ပြထားပါတယ်။ဒါဆိုရင်ကျွန်တော်တို့မှာဘလို့အိမ်မက်မျိုးရှိတဲ့လဲ။အခြားသူတွေကကျွန်တော်တို့ရှိမှဥညွှန်းကြတဲ့အိမ်မက်နဲ့ကျွန်တော်တို့သွားလျာမှာဖျားသခင်ကကျေးဇူးတော်ပေးသနာတယ်ဆိုတဲ့အိမ်မက်တစ်ခုပဲဖြစ်ပါတယ်။ဒီတစ်ပတ်မှာဒီလိုဆူတောင်းနိုင်မယ်လို့မျှော်လင့်ပါတယ်။သခင်ယေရှုကိုယုံကြည်တဲ့ကျွန်တော်တို့ကကောင်းချီးမင်္ဂလာတွေရရှိရုံသာမကကျွန်တော်တို့သွားလျာမှာကောင်းချီးမင်္ဂလာတွေကျေးဇူးတင်ခြင်းတွေဝမ်းမြောက်ခြင်းတွေပြည့်နှက်နေတဲ့ဘဝကိုဖျားသခင်ကပေးသနာတော်မူမယ်လို့မျှော်လင့်ပါတယ်။